အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Football Impression Channel ကနေကြိုဆိုပါရစေလီယအသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ဘူဝရီကတော့ Man City အသင်းကို Here we go သွားပြီးပဲဖြစ်ပါတယ်ဒီသတင်းကိုကျွန်တော်တို့ဘန်ဂျက်ကော့ရောဒီ Athletic ကပါပေါ်ပြလာတာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဘောလုံးသတင်းများကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခြင်းအပြင်ကူညီပေးနိုင်ပါတယ် Man City အသင်းအနေနဲ့လီယအသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ဘူဝရီကိုခေါ်ယူလိုက်ပြီးပဲဖြစ်ပါတယ်ဒီသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Man City အသင်းကပြောင်းရွှေ့ကြေးယူရို65တန်ပလက်အရော5တန်စုစုပေါင်း total package ယူရိုတန်100နဲ့ခေါ်ယူခဲ့တာဖြစ်တယ်လို့သိရတယ်အဲ့တော့ကျွန်တော်တို့ Man City အသင်းအနေနဲ့ဒီသမားကိုခေါ်ယူဖို့အတွက်ကြိုးပမ်းခဲ့တာကတော့အချိန်တိုင်းတာတစ်ခုတည်းတော့ကြာခဲ့တယ်ဒါပေတိပြကျွန်တော်တို့ Man City အသင်းအနေနဲ့ခေါ်ယူနိုင်ခဲ့ခြင်းရှိတယ်အခုကျွန်တော်တို့ Man City အသင်းအနေနဲ့ကွင်းလယ်သမား2ယောက်ကိုခေါ်ယူဖြစ်တင်မှုအတွက်ကြိုးပမ်းထားတယ်အခုကျွန်တော်တို့လီယအသင်းရဲ့ကွင်းလယ်သမားဖြစ်တဲ့ဘူဝရီကိုခေါ်ယူလိုက်နိုင်ခဲ့ပြီးဒီသမားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Man City အသင်းက contract အဖြစ်2030ခုနှစ်ထိချုပ်ဆိုသွားမှာဖြစ်တယ်လို့သိရတယ်အဲ့တော့Man City တင်းနေတဲ့လီယအသင်းရဲ့ကွင်းလယ်သမားလေးကိုခေါ်ယူလိုက်ပြီးနောက်ထပ်ကျွန်တော်တို့ကွင်းလယ်ကစားသမားတစ်ယောက်ကိုခေါ်ယူဖြစ်တင်ဖို့အတွက်ကြံရှိနေပါသေးတယ်အဲ့တော့ကျွန်တော်တို့ Man City တင်းက Chelsea တင်းရဲ့ကွင်းလယ်သမားဖြစ်တဲ့ Enzo Fernandez ကိုလည်းခေါ်ယူဖို့အတွက်စိတ်ဝင်စားတယ်နောက်ပြီးကျွန်တော်တို့ Alex Scott တို့ Adam Warden တို့ Manu Kone တို့ကိုလည်းခေါ်ယူဖို့အတွက် Man City တင်းနေနဲ့ကျွန်တော်တို့စိတ်ဝင်စားတယ်အဲ့တော့ Man City တင်းကနောက်ထပ်ခေါ်ယူဖို့အတွက်ကျွန်တော်တို့ကွင်းလယ်သမားတယောက်ကိုခေါ်ယူဖို့အတွက်ကြံရှိနေတဲ့နေရာကိုဘယ်လိုကစားသမားမျိုးတွေနဲ့ခေါ်ယူဖြစ်တင်သွားမလဲဆိုတာဆက်လက်စောင့်ကြည့်သွားရပါဦးမယ်။ Man City အသင်းအနေနဲ့ဒီကစားသမားလေးကိုကျွန်တော်တို့မကြာခင်မှာစစ်စစ်မှုတွေပြုလုပ်ပြီးတော့တရားဝင်ကြေညာသွားတော့မှာပဲဖြစ်တယ်။အခုကျွန်တော်တို့ Man City အသင်းကတော့လီယအသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Bueri ကိုခေါ်ယူလိုက်ပြီးပဲဖြစ်ပါတယ်။ပြောင်းရွှေ့ကြေးကတော့စုစုပေါင်း total package ယူရိုတန်100နဲ့ခေါ်ယူဖြစ်တင်လိုက်တာပဲဖြစ်တယ်။နောက်ပြီးကျွန်တော်တို့ Man City အသင်းအနေနဲ့ပါမီယအသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Alan Elias ကိုလည်းခေါ်ယူဖို့အတွက်ကြိုးပမ်းနေသေးတယ်ဒီဆောင်မနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Man City အသင်းကပြောင်းရွှေ့ကြေးပေါင်35တန်ဝန်းကျင်လောက်သုံးပြီးတော့ကန်လန်သွားနိုင်ပွဲရှိတယ်လို့ဆိုထားတယ်အဲ့တော့ကျွန်တော်တို့ဒီဆောင်မနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပါမီယအသင်းကရောင်းချဖို့အတွက်ဇန်နာမရှိဘူးဒါပေမဲ့ကျွန်တော်တို့အခုနောက်ပိုင်းသတင်းတွေမှာဒီဆောင်မနဲ့ပတ်သက်ပြီးတော့ပါမီယအသင်းနေနဲ့ကျွန်တော်တို့ပြောင်းရွှေ့ကြေးပေါင်35တန်ယူရိုတန်40လောက်ပေါ့နော်ယူရိုတန်40လောက်ရရင်ရောင်းချသွားနိုင်တယ်လို့ဆိုထားတယ်အဲ့တော့ဒီစားမကိုယ်တိုင်ကလည်းကျွန်တော်တို့ Man City အသင်းကိုပြောင်းရွှေ့ပြီးတော့ကစားခြင်းနဲ့ Man City အသင်းကလည်းဒီစားမကိုခေါ်ယူဖို့အတွက်ကျွန်တော်တို့ကြိုးပမ်းနေတယ်ဆိုတော့ဒီအပြောင်းရွှေ့ကလည်းမကြခင်မှာမြင်တွေ့ရနိုင်ပွဲရှိပါတယ်အဲ့တော့ Man City အသင်းနေတဲ့အခု transfer window မှာနောက်ထပ်ကွင်းလယ်ကစားသမားတစ်ယောက်ရဲ့အခုလည်းကျွန်တော်တို့ဒီတောင်ပန်ကစားသမားတစ်ယောက်ကိုခေါ်ယူဖြစ်တင်ဖို့အတွက်နှိစက်တဲ့အနေအထားတစ်ခုကိုရောက်ရှိနေပြီဆိုတော့ Man City အသင်းကတော့အခု transfer window မှာအသင်းရဲ့ကျွန်တော်တို့ကစားသမားတွေကိုလည်းများဆဆရောင်းချထားနိုင်ခဲ့တယ်လို့ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့အသင်းအနေနဲ့ခေါ်ယူဖြစ်တင်မှုအမြောက်များကိုလည်းပြုလုပ်သွားမှာပဲဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ transfer window အချိန်ကတော့တဖြည်းဖြည်းနဲ့ကုန်ဆုံးမှုအတွက်နီးကပ်လာခဲ့ပြီ။ Man City အသင်းအနေနဲ့အမြန်လှုပ်ရှားမှာတော့ဖြစ်ပါလိမ့်မယ်။ Man City အသင်းတွေကလည်းဗျာကျွန်တော်တို့အခု transfer window မှာ Rodri ကိုရောင်းချလိုက်ရတဲ့အတွက် Rodri ရဲ့နေရာကိုအစားထိုးဖို့အဓိကကျွန်တော်တို့ဦးစားပေးပြီးတော့ကြိုးပမ်းနေတယ်။အခုကျွန်တော်တို့ဘူအာဒီကိုလည်းခေါ်ယူခဲ့ပြီးပြီဆိုတော့ Man City အသင်းအနေနဲ့နောက်ထပ်ကွင်းလယ်စားမတစ်ယောက်ကိုခေါ်ယူဖြစ်တင်ဖို့ကြံရှိနေသေးတယ်။အဓိကကဗျာကျွန်တော်တို့ Man City အသင်းအနေနဲ့ပြီးခဲ့တဲ့ Arsenal နဲ့ပွဲမှာလည်းကွင်းလယ်ပိုင်းကအတော်လေးအားနည်းချက်တွေရှိတယ်။အဲ့တော့ Man City အသင်းအနေနဲ့လိုအပ်နေတဲ့ကျွန်တော်တို့ကွင်းလယ်ပိုင်းအတွက်ကျွန်တော်တို့ပို့ပြီးတော့ပေါ့နော်ဒီအထောက်အကူဖြစ်စေမဲ့ကစားသမားတွေကိုခေါ်ယူဖြစ်တင်မှုအခုပြုလုပ်ခဲ့ပြီးအဲ့တော့လာမဲ့ကျွန်တော်တို့ပွဲစဉ်တွေမှာ Man City အသင်းအနေနဲ့ဘယ်လိုအကောင်းဆုံးပြန်လာနိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်သွားရပါဦးမယ်။ဒါပေမဲ့ကျွန်တော်တို့ကစားသမားတွေကိုတတ်နိုင်သမျှမြန်ခေါ်တာတော့ပိုကောင်းတယ်။အခုကျွန်တော်တို့ရာသီကြိုအဖွင့်ပွဲစဉ်ပေါ့နော် sorry ရာသီအစအဖွင့်ပွဲစဉ်တွေမှာကျွန်တော်တို့ကောင်းကျွန်တော်တို့ကစားထားနိုင်မှအဆင်ပြေမယ်။ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့နောက်ပိုင်းရောက်လို့ရှိရင်ကစားသမားတွေရဲ့ mental ပိုင်းဆိုင်ရာကဒေါင်းသွားနိုင်ပါတယ်။အခုကျွန်တော်တို့ကစားသမားဘူရီကိုခေါ်ယူလိုက်တယ်ဘူရီကိုခေါ်ယူလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့တန်းပြီးတော့သုံးလို့တော့အဆင်မပြေသေးဘူးဗျာအနည်းဆုံးကျွန်တော်တို့တစ်ပတ်နှစ်ပတ်ဝန်းကျင်လောက်ကတော့ training session မှာသူတို့အနေနဲ့ဆက်ပြီးတော့လေ့ကျင့်ရအောင်ပါနောက်ပွဲတွေရောက်မှာပေါ့နော်တစ်ပတ်နှစ်ပတ်ကျော်တော့ကြာမှဒီဘူရီကိုစတင်သုံးစွဲနိုင်မှာအဲ့တော့ဘူရီမရှိဒီအခုလက်ရှိပေါ့နော်ကျွန်တော်တို့ကွင်းလယ်နဲ့တင် Man City အသင်းစတင်ပြီးတော့ကျွန်တော်တို့ဒီအဖွင့်ပွဲတွေကိုစတင်ပြီးတော့တစ်ပတ်နှစ်ပတ်ဝန်းကျင်လောက်ကိုစတင်ပြီးတော့ရုန်းကန်ပြီးတော့ဆော့ရအောင်မယ်နောက်ပြီးကျွန်တော်တို့နောက်ထပ်ကွင်းလယ်ကစားမတစ်ယောက်ကိုခေါ်ယူဖို့အတွက်ကြံရှိနေသေးတာဆိုတော့မြန်ခေါ်မှတော့အဆင်ပြေပါမယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့အချိန်နည်းနည်းပေါ့နော် transfer window ဒီပြီးကန်ဒီမှာခေါ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Premier League ပွဲစဉ်နှစ်ထိတောင်ပေါ့နော်ရောက်သွားပြီအဲ့တော့ကျွန်တော်တို့ Man City အသင်းအနေနဲ့ Premier League ပွဲစဉ်နှစ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အမှတ်ကတကယ်လို့ပေါ့နော်အမရလက်မကောင်းမှုဆိုလို့ရှိရင်အမှတ်က6မှတ်လောက်ဆုံးရှုံးသွားနိုင်တယ်အဲ့တော့ကစားသမားတွေကိုကျွန်တော်တို့ Man City အသင်းအနေနဲ့ဖြစ်နိုင်လို့ရှိရင်မြန်ခေါ် training session တွေဝင်ပြီးတော့
မြန်မြန်အကောင်းဆုံးအသုံးချနိုင်ပြီးတော့ဗောနော်မြန်မြန်အကောင်းဆုံးအသုံးချနိုင်ပြီးတော့ပုံစံကောင်းတွေရလဒ်ကောင်းတွေယူဆောင်လာဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ Man City အသင်းနေတဲ့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဘလို့ကျွန်တော်တို့ခြေစွမ်းကောင်းမျိုးတွေကိုပြသလာမလဲဆိုတာဆက်လက်စောင့်ကြည့်တွားရမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Man City အသင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းချက်လက်များပဲဖြစ်ပါတယ်ညီကိုတို့ရောဘယ်လိုမြင်ကြလဲညီကိုတို့ရဲ့အမြင်ကိုလည်းအောက်က comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်